Hey guys ဒီနေ့ကတော့ BTS ရထားလက်မှတ်ကိုစက်မှာဘယ်လိုကိုယ်တိုင်ဝယ်ရမလဲဆိုတာလေးကိုပြပြပေးပါမယ် Alice ရဲ့ account တွေကိုလည်း like and follow လုပ်ပြီးတော့ share တော့ပေးပါအောင်เนาะ video လေးခုကြည့်ဖို့မှာအားသေးရင် save လေးကိုနှိပ်ပြီးတော့ ထိုင်းနဲ့ပတ်သက်တဲ့သိချင်တာလေးရှင်းလဲမေးခဲ့လို့ရပါတယ်ပထမဆုံးအနေနဲ့ကတော့စက်ကိုရွှေ့ရမှာဖြစ်ပါတယ်ကိုက cash နဲ့ပဲရှင်းမယ်ဆိုရင်တော့ဒီ cash ထည့်လို့ရတဲ့ဟာလေးကိုရွှေ့ရမယ်ပေါ့เนาะအကျွေစီးနဲ့ QR code ဘန်နဲ့ရှင်းတာလေးကတော့စက်တိုင်းမှာရပါတယ်ဒါကိုရွှေ့ပြီးသွားပြီဆိုရင်တော့ငွေဒီ language ပြောင်းရမယ်ပေါ့เนาะပထမဆုံး English language ဆိုတာလေးကိုအရင်နှိပ်လိုက်ပါဒါဆိုရင်တော့ အင်္ဂလိပ်လိုပြောင်းသွားပြီပေါ့နော်ဒီနေရာရောက်ပြီဆိုရင်တော့ကိုကြည့်ချင်တဲ့ဘူတာလေးကိုဒီလိုမျိုးလေးထောက်လိုက်တစ်ချက်ထောက်ပြီးသွားပြီဆိုရင်တော့ဘူတာနာမည်လေးတခြားပေါ်လာပြီကိုရောက်နေတာကိုလိမ္မော်ရောင်လေးနဲ့ပြရဲဖလုံချစ်မှာရောက်နေရဲကိုစီးချင်တဲ့ဘူတာလေးကိုဒီလိုထောက်လိုက်ရင်ရပြီပေါ့နော်ဒီမှာကတော့တဘူတာပဲစီမှာပါ18ပတ်ပဲကြပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ဒီဇက်ထဲမှာငွေသားလေးထည့်လို့ရပါတယ်အကျွေးစည်းထဲမဲ့လူကအပေါ်က coin လေးကထည့်ပေါ့နော်ကျမပတ်စံရဟောင်းနေတဲ့အတွက်ပြန်ထွက်လာပါတယ်အဲ့နဲ့တကယ်လို့ပတ်စံထည့်တဲ့လူကတော့ဒီနေရာမှာပတ်စံထည့်လိုက်ပြီးအောက်ဆုံးမှာအကျွေးစည်းနဲ့ကတ်လေးပဲကြလာမှာပေါ့နော်အဲ့နဲ့ကျွန်မငွေသားနဲ့ရှင်းလိုက်ပါငွေသားတောင်ဖြစ်တယ် QR code နဲ့ရှင်းလိုက်တယ်ပေါ့နော်ဒီမှာ QR code လေးကိုရိုက်လိုက်ပါပြီးသွားပြီဆိုရင်တော့ကိုဘန်နဲ့ scan ဖတ်လိုက်ပြီးပြီဆိုရင်တော့အောက်မှာ cash လေးရလာပါပြီနောက် video လေးမှာပလက်ဖောင်းဘယ်လိုရွေးရမလဲဆိုတဲ့လေးကိုပြပြပေးသွားပါမယ် bye bye see you next